အားလုံးပဲမင်္ဂလာပါမအိတ်ကြသေးဘူးလားရှင်မအိတ်သေးဘူးဆိုလို့ရှိရင်မိမိနဲ့အတူညလေစာအတူတူစားမယ်နော်ဒီညစားမယ်ဟင်းလေးတွေကတော့ပဲဥနဲ့ပဇွန်ချက်ရယ်ငပိရည်နဲ့တိုးစရာရယ်ဘဲဥကြော်လေးပါပိုက်စားတာနဲ့ငပိရည်တိုးစရာလည်းရှယ်ပဲဆိုတော့အဲ့ဒါဟင်းလေးမြန်မြန်လေးကောက်ချက်ပလိုက်တာပြီးတော့အဲ့ဒီဟင်းတွေမကသေးဘူးဘဲဥကြော်ပါစားကျင်တယ်ဆိုတော့သိရမှာကျွတ်ကျွတ်ရွရွလေးဖြစ်အောင်ကြော်လိုက်တယ်ဒါငပိရည်လေးပါငပိရည်လည်းကိုယ်တိုင်ပဲကြော်လိုက်တာမစားခင်ရေရင်တောက်မယ်နော်စားနေရင်လည်းရေတောက်ရင်လည်းကျန်းမာရေးတော့ထိခိုက်စေတယ်အဲ့ဒါကြောင့်မလို့မစားခင်ရေရင်တောက်လိုက်မယ်စားပါမယ်စားကြဒီနေ့ဆိုရင်ရွှဲလေးမှာပေါ့နော်စားလို့ကောင်းတယ်โอเคစမစားပြီညနီမိုထဲပါဒီလိုညလဲမှာဒီလိုငပိရင်နဲ့ထမင်းနဲ့ဟင်းနဲ့စားရတာအကျန်းမိုက်တယ်တော့ကောင်းကိုလည်းကိုကောင်းတယ်โอ้ဆက်တယ်တော့နေ့လူပဲရှင်းလားညိတော့ဝဲလာကောင်းတယ်ပင်းလေးထည့်ရအောင်အဆက်ပြေတယ်ဒီညာCheers. ဟင်းတွေကိုကိုချက်ကိုကောင်းနဲ့စားလို့ပြီးသွားပါပြီစားလို့လည်းအရန်ကောင်းတယ်အခုကြည့်နေတဲ့သူတွေကလည်းဗိုက်စားရဲဆိုလို့ရှိရင်တစ်ခုခုထားပြီးတော့လှုပ်စားလိုက်နော်သတိပေးချင်တာကတော့စားပြီးသွားပြီဆိုရင်ချင်းချင်းတန်းပြီးတော့ပြန်မအိတ်နဲ့နော်နိုင်ဝက်လောက်ဖြစ်ဖြစ်လမ်းလျှောက်တာဖြစ်ဖြစ်ထိုင်နေရပဲဖြစ်ဖြစ်တစ်ခုခုလုပ်ပြီးတော့မှအိတ်ကြနော်ကြည့်ပြီလို့ကျေးဇူးတင်ပါတယ်တတာ